ကဲကျွန်တော်တို့မှာဒီပတ်စံအဝင်ကျန်းနဲ့ဒီဝင်ငွေရကျန်းနဲ့ဒီဒေါ်လာဝင်ကျန်းနဲ့ UK တင်းတော့ကောက်ကိုရှောက်နိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့မှာ Gmail အတစ်ဆက်ဆက်တစ်ခုရှိဖို့လည်းလိုအပ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ရဲ့လက်ထဲမှာဒီတင်းတော့ကောက်လုံးဝမဖွင့်ရတဲ့ Gmail ကောက်တစ်ခုပဲလိုပါမယ်။ကျွန်တော်အခုဖွင့်ပြမယ့်နည်းလမ်းလေးကဆိုရင်ကျွန်တော်တို့ VPN နဲ့မလိုဘူး။အခုဒီ Chrome browser နဲ့မလိုဘဲနဲ့ကိုကျွန်တော် TikTok application ကနေပဲကျွန်တော်ဖွင့်ပြမှာဖြစ်ပါတယ်။နော်ပထမဆုံးလည်းကျွန်တော်မဖွင့်ခင်မှာကျွန်တော်မြန်မာနိုင်ငံဆင်းကပ်မှာဒီကျွန်တော်ပတ်စံအင်ချက်ဆက်ဆန်းကြည့်မယ်ပတ်စံကျွန်တော်အရင်ဆက်ဆန်းကြည့်မှာဖြစ်ပါတယ်နော်ကဲပတ်စံကတော့ဒါမြန်မာပတ်စံပေါ့ဒါနဲ့ကျွန်တော်မသုံးသေးပါဘူးဒါပေမဲ့ဆင်းကပ်မဖြုတ်သေးဘူးနော်ဆင်းကပ်ကဖြုတ်စရာမလိုကျွန်တော်ဘာကြောင့်လဲဆိုတော့ဒါကျွန်တော် Wi-Fi နဲ့ကျွန်တော်ချိန်ရပါတယ်ဒါကြောင့်မို့လို့ဒီသူ့ရဲ့ဒီတိန်တော့ဆင်ကာက data နဲ့ကျွန်တော်သုံးတာမဟုတ်ဘူး Wi-Fi နဲ့ကိုချိန်ပြီးကျွန်တော်သုံးနေတာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့အခုပတ်စံအဝင်ကျန်တဲ့ UK TikTok အကောင့်ကိုကျွန်တော်တို့ဒီ TikTok မှာဗီဒီယိုတင်နဲ့ပတ်စံရချင်တဲ့ညီကိုတွေဆိုလို့ရှိရင်အခုကျွန်တော်ပြောတဲ့နည်းလမ်းလေးကတကယ်ကျွန်တော်တို့အကျိုးရှိမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။ဒါကြောင့်မို့လို့ဒီအကောင့်ကိုကျွန်တော်10မိနစ်အတွင်းမှာဒီကျွန်တော်ဖွင့်ပြမှာဖြစ်ပါတယ်။ပထမဆုံးဖွင့်မှာဆိုလို့ရှိရင်ကျွန်တော်တို့ TikTok ရဲ့ application တွေကိုကျွန်တော်တို့ချက်ဝင်မယ်ဒါ TikTok application နဲ့ဝင်ပြီဆိုရင်ဒီမျိုးပုံမှာလူတိုင်းသိမှာပဲနော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒါဒီမှာတစ်ချက်ကျွန်တော်ကြော်သွားမယ်ဒီမျိုးကြော်ပြီဆိုရင်ဒါအကောင့်ကိုကျွန်တော်တို့ဒါစဖွင့်မှာဖြစ်နော် sorry ဒါကိုသူကကျွန်တော်ဖွင့်ချိန်မှာဒါကကျွန်တော်မြန်မာဆင်းကတ်ထည့်ရတဲ့ဖြစ်အတွက်ကိုမြန်မာနိုင်ငံဒါပေါ်နေပါတယ်ဒါကို VPN မလိုဘဲနဲ့ကျွန်တော်ဘယ်လိုဖွင့်မလဲကျွန်တော်ကတော့ UK TikTok အကောင့်ကိုဖွင့်ပြမှာဖြစ်ပါတယ်နော်ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီ TikTok application ကနေပဲနော်ဒါဘယ် browser မှကျွန်တော်မသုံးတော့ဘူး TikTok application ကနေပြီးတော့ဒီမှာအောက်မှာမြန်မာဆိုတာကျွန်တော်အဲ့ဒါလေးကိုကျွန်တော်တစ်ချက်နှိပ်ရမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒီမှာကျွန်တော်နိုင်ငံရွေးမှာဖြစ်ပါတယ်နော်ဒါနိုင်ငံရွေးဖို့တော့ကျွန်တော်အောက်ဆုံးကျွန်တော်ဆွဲချလိုက်မယ်ဒါတချို့မသိသေးတဲ့ညီကိုတွေအတွက်ကိုကျွန်တော်ပြန်ပြီး sharing လုပ်ပေးတာဖြစ်ပါတယ်။ဘာကြောင့်ဒီလိုမျိုးလုပ်လဲဆိုလို့ရှိရင်အခုလက်ရှိမြန်မာနိုင်ငံမှာဆိုလို့ရှိရင်ဟိုဂျပန်တင်းတော့ကောက်ကိုပတ်စံပြီးပြီးတော့ဝယ်ယူရတဲ့သူတို့ကိုဒါအဆင်မပြေမှာဖြစ်တဲ့ပြောမဆိုရင်ကွာကိုဒီလွယ်လေးကိုဒီပတ်စံပြီးပြီးဝယ်ယူနေကြတဲ့တငယ်ချင်းတွေအတွက်ကိုကျွန်တော်ပြန်ပြီးတော့ sharing လုပ်ပေးတာဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်ကျွန်တော်ဒီ Gmail နဲ့ကိုပဲတစ်ခါတည်းတန်းဝင်မှာဖြစ်ပါတယ်။တန်းဝင်ပြီဆိုရင်ကိုလူချင်းနဲ့မွေးနေတဲ့ကိကိုကျွန်တော်တို့ဒါရိုက်ထည့်ရမှာဖြစ်ပါတယ်ဒီနေရာမှာပြောချင်တယ်ဆိုတော့ကတော့ကျွန်တော်တို့ရဲ့မွေးနေ့တက်ကိကိုတကယ်တော့အခု2025ဆို2025ရိုက်လို့မရဘူး2024လို့အဲ့လိုရိုက်လို့မရပါဘူးเนาะဒါကိုကျွန်တော်ကအဆင်ပြေသလိုကျွန်တော်ထည့်ပါမှာဖြစ်ပါတယ်တော့အဆင်ပြေလို့ထည့်ပါမယ်ကိုရဲ့မွေးနေ့တက်ကိကိုကျွန်တော်တို့ပတ်စံရှာမှာတင်တော့ပေါ်မှာဗီဒီယိုတင်နဲ့ပတ်စံရှာမှာဖြစ်တဲ့အတွက်ကိုကတော့အသက်အနည်းဆုံးဒီ session နှစ်ထက်ကျော်မှရမှာနော်ဒါကျွန်တော်ကိုဖွင့်တာမှဖြစ်ပါတယ်ဒါဒီတိုင်းပဲကျွန်တော်သွားမယ်ကျွန်တော်ကအစမ်းဖွင့်ပြတာဖြစ်တော့ဒါဆိုလို့ရှိရင်ဒါ UK TikTok ကောင်ပြီးသွားပြီဖြစ်ပါတယ်နော်တကယ်ဟုတ်မဟုတ်ဆိုတာကိုကျွန်တော်တို့ရဲ့ဒီလူရုပ်ပုံ profile တွေကိုသွားမယ်သွားပြီဆိုလို့ရှိရင်ဒီအပေါ်ထောက်ကအဆက်34ကိုကျွန်တော်စစ်မယ်စစ်ပြီဆိုလို့ရှိရင် setting တွေကိုချက်သွားမယ်သွားပြီဆိုရင်အပေါ်ကအကောင့်ဆိုတဲ့နေရာလေးကိုသွားမယ်သွားပြီးတော့အပေါ်ကအကောင့် information ကိုနှိပ်မယ်နှိပ်ပြီဆိုလို့ရှိရင်ဒီမှာရှိUK TikTok အကောင့်10မိနစ်အတွင်းမှာရရှိပြီဖြစ်ပါတယ်။ကဲအားလုံးပဲအဆင်ပြေကြမယ်လို့ကျွန်တော်ထင်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီနည်းလမ်းလေးဒါသိသွားမယ်ဆိုရင်ပတ်စံမှာ TikTok live အခုဂျပန် TikTok အကောင့်တွေကျွန်တော်တို့က UK တွေ Thai တွေ Korea တွေကြိုက်တဲ့နိုင်ငံဖွင့်လို့ရမယ်နည်းလမ်းလေးပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဒီပတ်စံပေးပြီးတော့ဝယ်စရာလည်းမလိုဘူး။ကိုတိုင်းဒီနည်းလမ်းလေးနဲ့ဖွင့်ရမယ်ဆိုတာကိုကျွန်တော်ဒါပြင်လည်ပြီးညှောက်ဝေပေးတာဖြစ်ပါတယ်။ဘာ VPN မှမလိုဘဲနဲ့ကိုဒါဖွင့်တဲ့နည်းလမ်းလေးဖြစ်တဲ့အတွက်ကိုတငယ်ချင်းတို့အားလုံးအတွက်ကိုအကျိုးရှိမယ်လို့ကျွန်တော်ညွှန်လင့်ပါတယ်။ကဲအားလုံးပဲအဆင်ပြေကြပါစေ။